GB တယောက်အနေနဲ့စေခါမှာထိုင်ရင်လိလူနာတွေကလက္ခဏာတွေကမျိုးမျိုးပဲဘာဖြစ်မဲ့မသိဘူးဆိုပြီးလာကြတာခဏခဏပဲအဲ့ဒီထဲမှာတော်တော်များများကဓာတ်မတည့်တာနဲ့ပတ်သက်နေတယ်sorry ဒီနေ့မှာတော့အဖြစ်များပြီးလူတိုင်းသိကျင်နေကြတဲ့ allergy ဒါမှမဟုတ်ဓာတ်မတည့်ခြင်းအကြောင်းကိုရှင်းရှင်းလင်းလင်းဖြေထုတ်အောင်တစ်ချက်ကြည့်လိုက်ကြရအောင်ကဲဒီလိုမျိုးတော့ဖြစ်ဖူးကြလားမနက်မိုးလင်းတာနဲ့နာရီတည့်အဆက်ချေအသားတွေကလည်းရားလိုက်တာကုတ်လိုက်ရင်အနီခွက်တွေထွက်လာတော့ဒါမှမဟုတ်ဘာမှမသိရုတ်တရက်မျက်နှာကြီးဖူးဟန်းလာတာမျိုးပေါ့ဒါတွေပါတော်လေးကိုအဖြစ်များတဲ့လက္ခဏာတွေပါအဲ့ဒီလိုဖြစ်ပြီဆိုတာနဲ့လူအများစုကတော့ဓာတ်မတည့်ပြန်ပြီလို့ပြောလိုက်ကြတာပဲဟုတ်တယ်မလားဒါမဲ့လေအဲ့ဒီဓာတ်မတည့်ဘူးဆိုတဲ့စကားလုံးလေးတစ်လုံးရဲ့နောက်ွယ်မှာတကယ်တမ်းခန္ဓာကိုယ်ထဲမှာဘလို့တွေတိုက်ပွဲဖြစ်နေလဲဆိုတာကိုတော့သိကျင်ကြလားကဲဒါဆိုရင်တော့အထဲမှာဘာတွေဖြစ်နေလဲဆိုတာကိုတစ်ချက်လောက်ချောင်းကြည့်လိုက်ကြအောင်ကဲပထမဆုံးအပိုင်းနေနေပေါ့နော်ဓာတ်မတည့်ခြင်း allergy ဆိုတာတကယ်တော့ဘာကြီးလဲဆိုတာကိုအရင်ဆုံးအတိတ်ပဲဖွင့်ကြည့်ကြရအောင်ဓာတ်မတည့်ခြင်းဆိုတာကလည်းတကယ်တော့ကိုယ်ခန္ဓာကိုယ်ရဲ့ကိုယ်ခံအားစနစ်ကလိုတာထက်ပိုပြီးအလုပ်လုပ်တာပဲပုံမှန်ဆိုဒုက္ခမပေးတဲ့ဘာမှမဟုတ်တဲ့ຢာလေးတွေကိုဥမာပန်းဝတ်မုံတို့အစားအစာတစ်ခုခုတို့ပေါ့အဲ့ဒါတွေကိုအန်ဒယ်ကြီးတစ်ခုလို့ထင်ပြီးအလှမ်းတကြားထပ်တိုက်တာဥမာပြရရင်ကိုယ့်ရဲ့ကိုယ်ရံတော်ကအရာစေတနာကောင်းပြီးအကာအကွယ်ပေးချင်စိတ်များနေတော့အင်္ဂလာလေးတဲ့ရိုးရိုးအဲ့တဲ့ကိုတော့တခိုးသားပြမှပြီးထပ်တိုက်တယ်လို့မျိုးပေါ့ဖြစ်တော့လေဒီကိစ္စကရှာရှာပါပါဖြစ်တဲ့ကိစ္စလည်းမဟုတ်ဘူးเนาะတချို့နေရာတွေရဲ့စင်းတွေအရာဆိုရင်လူ6ယောက်မှာ10ယောက်လောက်ကဓာတ်မတည့်တဲ့ပြဿနာတစ်ခုခုကိုခန်းစားနေရတယ်လို့ဆိုပါတယ်တော်တော်များတာနော်ကောင်းပြီဒါဆိုရင်ဓာတ်မတည့်စေတဲ့အီလာတစ်ခုခန္ဓာကိုယ်ထဲကိုဝင်လာပြီးဆိုပါစို့အထဲမှာဘယ်လို reaction တွေအဆင့်ဆင့်ဖြစ်သွားလဲဆိုတာကိုစက်ကြည့်ကြမယ်ဒီအပိုင်းကတော်တော်လေးစိတ်ဝင်စားဖို့ကောင်းတယ်ဒီပုံလေးကအထစ်ပြက်အစအဆုံးကိုရှင်းပြထားတာမို့တော်တော်အသုံးဝင်တယ်ပထမဆုံးအဆင့်ကို sensitization လို့ခေါ်တယ်ဆိုလိုတာကခန္ဓာကိုယ်ကဓာတ်မတည့်စေတဲ့အရာ allergen နဲ့ပထမဆုံးအကျင့်စတွေ့တဲ့အချင်းပေါ့အဲ့ဒီမှာကိုယ်ခံအားစနစ်ကဒီကောင်ကတော့ငါတို့ရန်တူပဲဆိုပြီးသူ့ချက်တီးတန့်လက်နဲ့ဖြစ်တဲ့ IgE antibody တွေကိုထုတ်လုပ်ပြီးမှတ်ပုံတင်ထားလိုက်တယ်နောက်တစ်ခါအဲ့ဒီ allergen နဲ့ပဲထပ်တွေ့ပြီဆိုရင်တော့ re-exposure အဆင့်ကိုရောက်ပြီပေါ့အဲ့ဒီခါကျရင်ခုနဖတ်ပုံတင်ထားတဲ့ IgE တွေက mast cell လို့ခေါ်တဲ့ cell တွေပေါ်မှာအသင့်စောင့်နေတာ allergen ဝင်လာတာနဲ့လမ်းဖမ်းချလိုက်ရောအဲ့လိုဖမ်းလိုက်တဲ့အခါ mast cell တွေကဘုံကျဲတယ်လို့ပဲ histamine လို့ဓာတုပစ္စည်းတွေကိုအများကြီးထုတ်လွှတ်လိုက်ပါတော့တယ်အဓိကတရားခံတွေကအဲ့ဒီဓာတုပစ္စည်းတွေပဲ histamine တို့ prostaglandins တို့ leukotrienes တို့ပေါ့သူတို့ကြောင့်ပဲအရေးပြားတွေရတာနားစေးနားချီတာအနီကွက်တွေထတာတော့ပိုဆိုးရင်အသက်ရှူလမ်းကြောင်းတွေပြဿနာတွေဖြစ်လာတာဒီကောင်တွေကအဓိကလက်သေးတွေပဲခုနရှင်းပြခဲ့တဲ့အဲ့ reaction တစ်ခုတည်းကပဲပုံစံမျိုးမျိုးနဲ့ပေါ်လာနိုင်တယ်ခန္ဓာကိုယ်ရဲ့ဘယ်နေရာမှာဖြစ်လဲဆိုတာပေါ်မူတည်ပြီးယောဂလက္ခဏာတွေကကွဲသွားတာပေါ့ကဲဒါဆိုအဖြစ်များဆုံးဓာတ်မတည့်ခြင်းမျိုးစားတွေကိုတစ်ချက်ကြည့်လိုက်အောင်ဒီနေရာမှာစေခါမှာခဏခဏရှင်းပြရတဲ့ရေးကြီးတဲ့ချက်တစ်ခုရှိတယ်အဲ့ဒါကတကယ်တမတည့်တာ true allergy နဲ့အစာမကြေတာ food intolerance ကိုခွဲတိဖို့ပဲ true allergy ဆိုတာခုနကပြောတဲ့ကိုခံအားစနစ်ရဲ့တွန့်ပြတ်မှု IgE ပါတဲ့ကိစ္စဒါအသက်အန္တရာယ်အထိရှိနိုင်တယ် food intolerance ကတော့အစာချေစနစ်ကကိစ္စဥမာနွားနို့နဲ့မတည့်တာမျိုးပေါ့ဒါအနေလုံးမကောင်းတာစိတ်နှောင်ရဲထစ်တာလောက်ပဲရှိတယ်အသက်အန္တရာယ်မရှိဘူးဒီနှစ်ခုကလုံးဝမတူဘူးနော်အဲ့ဒီတော့ဓာတ်မတည့်မှုကဘယ်နေရာဒီမှာအဓိကပြတတ်လဲဆိုတော့နှာခေါင်းမှာဖြစ်ရင် allergic rhinitis hay fever ပေါ့အရေးပြားမှာဆိုရင်အင်ပြင်ထားတဲ့ urticaria လို့ခေါ်တယ်မျက်လုံးမှာဆိုရင် allergic conjunctivitis အရေးပြားမှာနားလာချီဖြစ်ရင် atopic eczema အဆုံးမဖြစ်ရင်တော့ပန်းနိုင်ရင်ကျက် asthma ထိဖြစ်ပေါ်နိုင်တယ်ပြီးတော့အစားအသောက်ကြောင့်ဖြစ်တဲ့ food allergy လည်းရှိတာပေါ့အရေပြားမှာထူတဲ့ကိစ္စကိုပဲကြည့်ရင်တောင်နှမျိုးကွဲတည်တယ်ဒီစရာလေးကိုကြည့်လိုက်ပါ allergic contact dermatitis ဆိုတာက nickel ရပါစေလို့မျိုးကိုယ်နဲ့မတည့်တဲ့ရာတစ်ခုခုနဲ့ထိမိပြီးကိုယ်ခံအားစနစ်ကတုံ့ပြန်တာ irritant contact dermatitis ဆိုတော့အဲ့လိုမဟုတ်ဘူးဆက်ပြပြင်းပြင်းတွေဓာတုပစ္စည်းတွေကြောင့်အရေပြားကတိုက်ရိုက်လောင်သွားတာဖျက်ဆီးသွားတာမျိုးတစ်ခုက allergy ကြောင့်နောက်တစ်ခုကတိုက်ရိုက်ထိခိုက်မှုကြောင့်မတူဘူးနော်ဒီပုံတွေမှာဆိုရင်ဥပမာကိုရှင်းရှင်းလင်းတွေ့နိုင်တယ်ဘေဘက်ကနာယီမှာနေကတက်ပါလို့နာယီပတ်တဲ့နေရာလေးမှာပဲကွက်ပြီးရာရနေရနေတာညာဘက်မှာလည်းခါးပတ်ခေါင်းနဲ့ထိတဲ့နေရာမှာပဲဖြစ်နေတာတွေ့မယ်အဲ့ဒါဟာတမတဲ့တဲ့ရာနဲ့ထိတဲ့နေရာမှာပဲကွက်ဖြစ်တဲ့ allergic contact dermatitis ရဲ့လက္ခဏာပဲကဲအခု problem အပိုင်းကတော့အရန်ကိုအရေးကြီးပါတယ်ဒါကတော့ dermatic ချင်းတွေထဲမှာအပြင်းထန်ဆုံးနဲ့အသက်အန္တရာယ်ရှိတဲ့အရေးပေါ်အခြေအနေanaphylaxis အကြောင်းပဲဖြစ်ပါတယ်ဒီပိုင်းကိုတော့တေချာလဲအာယုံစိုက်ပြီးနားထောင်စေချင်ပါတယ်ဒီတစ်ချက်ကိုတော့စိတ်ထဲမှာစွဲနေအောင်မထားရမယ်
anaphylaxis ဆိုတာစိတ်ပင်ရအရေးပေါ်အခြေအနေတစ်ခုပါလင်းလေးမြမြနဲ့အခြေအနေဆိုးသွားနိုင်ပြီးအသက်ကိုပါရန်ရှာနိုင်တဲ့အပြင်းထန်ဆုံးကြိုက်မတဲ့မှုပဲဖြစ်ပါတယ် သူ့ရဲ့အန်ဒီရဲ့ရှေ့လက္ခဏာတွေကဘာတွေလဲဆိုအသက်ရှူလမ်းကြောင်းတွေကျဉ်းလာပြီးအသက်ရှူရကြက်လာမယ်ရှာတို့လက်ချောင်းတို့ဖူးယောင်လာမယ်အသက်ရှူရင်တရှူရှူအသံတွေမြေလာမယ်သွေးပေါင်တွေထိုးကြပြီးမူးမေ့လဲကျသွားတာမျိုးနှလုံးခုန်အယမ်းမြန်လာတာမျိုးတွေဖြစ်တတ်ပါတယ်ဒါတွေကအရေးပေါ်လက္ခဏာတွေပါ anaphylaxis ဖြစ်ပြီးဆိုရင်အရေးပေါ်ဘာလုပ်ရမလဲနံပါတ်1အချိန်မဆွဲပဲ adrenaline epinephrine ဆေးကိုချက်ချင်းထိုးရပါမယ်ဒါဟာအသက်ခဲဆေးပါသူ့ကိုအရင်ဆုံးသုံးရမယ်ပြီးမှအရေးပေါ်ကားခေါ်တာလူနာကိုလဲထားပြီးခြေထောက်မြောက်ပေးတာတွေလုပ်ရမယ်တခြား antihistamine ဆေးတွေ steroid ဆေးတွေကသူ့နောက်ကအရန်ကုသမှုတွေပဲနံပါတ်1က adrenaline ဒါကတော့မမေ့ပါနဲ့ အရေးပေါ်အခြေအနေတွေကကြောက်စရာကောင်းတာမှပေမဲ့ဒလင်းဟောင်းတစ်ခုလည်းရှိပါတယ်အဲ့ဒါကတော့တမ်မတက်ချင်းကိုစနစ်တကျစီမံခန့်ခွဲမဲ့ဆိုရင်ထိထိရောက်ထိန်းချုပ်နိုင်တယ်ဆိုတာပါပဲ စီမံခန့်ခွဲမှုရဲ့နံပါတ်1အဆင့်ကရှောင်ရှာခြင်းပါပဲကိုယ်နဲ့မတက်တဲ့အရာကိုတီးအောင်လုပ်ပြီးအတက်နိုင်ဆုံးရှောင်တာကအထီအောင်ဆုံးပဲဥပမာအစားအသောက်ဆိုရင်ပါဝင်ပစ္စည်းစာရင်းကိုတေချာဖတ်တာပါဝုံမုံနဲ့မတက်ရင်ပရင်ပေါက်တွေပိတ်ထားတာအိမ်ထဲကဖုံမှုတွေနဲ့မတက်ရင်အရာခင်းကိုမကြခဏရင်နွေးနဲ့လော်တာမျိုးတွေလောက်ရမှာပေါ့ ရှောင်လို့မရလို့လက္ခဏာတွေပေါ်လာရင်တော့ဆေးဝါးတွေနဲ့ထိန်းချုပ်ရမှာပေါ့အဖြစ်အများဆုံးကတော့ယားရန်တာနားစေးတာတွေအတွက် antihistamine ဆေးတွေပေါ့နှာခေါင်းပိတ်တာအတွက်ဆိုရင် nasal steroid ဖျန်းဆေးတွေရှိရပြီးတော့ခုနပြောခဲ့တဲ့အရေးပေါ် action တွေအတွက်ဆိုရင် adrenaline ဆေးထိုးတာကိုအမြဲစောင့်ထားရပါမယ် အိမ်မှာတင်တောက်လို့ရတဲ့ဆေးတွေရှောင်ရမယ့်နည်းတွေလည်းရှိနေတော့ဘလို့ချင်းနေမျိုးမှာတော့ဆရာဝန်နဲ့တေချာပြည့်သိမ့်ပြီလဲဒါလည်းလူတော်တော်များများသိချင်တဲ့မိခွန်းတစ်ခုပါ GP တယောက်အနေနဲ့အလေးနဲ့ထားပြီးအကြံပေးချင်တာကတော့ anaphylaxis တခါဖြစ်ဖူးတယ်ဆိုရင်တော့အထူးကိုနဲ့မထစ်မနီးပြရပါမယ်နောက်ပြီးတော့ကိုဘာနဲ့ဓမ္မတဲမတိချမတိဘူးရှာမရဘူးဖြစ်နေရင်အစားတောက်နဲ့မတည့်လာလို့တန်တရားရှိရင်တမန်ဆေးနဲ့လက္ခဏာတွေကမသက်တာဘူးနေ့စဉ်ဘဝကိုပါထိခိုက်လာပြီဆိုရင်တော့အထူးကိုဆရာဝန်နဲ့တိုင်ပင်ဖို့လွယ်ပါပြီအချို့ပြောရရင်တော့ဓမ္မတိချင်းဆိုတာနာရရှိယောဂတစ်ခုလိုဖြစ်နိုင်ပေမဲ့သူ့အကြောင်းကိုတည်တည်ချာချာနားလေပြီးမမှန်ကန်ကန်စီမံခန့်ခွဲသွားမယ်ဆိုရင်သူ့ကြောင့်ကိုဘဝရည်သွေးကျသွားเสียမလို့ပါဘူးကျမ်းမာပြီးပြည့်စုံတဲ့ဘဝတစ်ခုကိုအပြည့်အဝဖြတ်သားနိုင်မှာပါဒါကတော့အဓိကပြည့်ခြင်းတဲ့ message ပါပဲ